Hello အားလုံးပဲမင်္ဂလာပါရှင် Computer Knowledge Sharing Page ကနေပြီးတော့ကြည့်လိုက်ပါတယ်ညီမလည်းပဲဖြစ်ဆုံးပါဒီနေ့မှာ sharing လုပ်ပေးမယ်အကြောင်းအရာလေးကတော့ Shift name ရဲ့ header footer and train area ဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီထဲမှာပြောထားတဲ့ Shift name ဆိုတာကဘာကိုပြောတာလဲဆိုရင်ဒီမှာ Microsoft Excel ထဲမှာရှိတဲ့ဒီအောက်နားလေးတွေမှာရှိတယ်ပေါ့နော်ဒီစာရွက်လေးရဲ့နာမည်လေးတွေပေါ့နော် Sheet 1 Sheet 2 Sheet 3ပေါ့နော်ဒီဘေးကဒီ insert worksheet ကနေပြီးတော့လည်းထပ်ပြီးတော့မှ sheet 4 sheet 5အများကြီးပေါ့နော်ကိုကြိုက်တယ်လို့ထပ်ပြီးတော့မှပွားလို့ရပါတယ်ပြီးတော့လောလောဆယ် sheet 1နဲ့မှဝင်ထားတာနော်အကယ်၍ကိုကဒီ sheet 1 sheet 2လို့ရိုက်ထားတဲ့ဥစ္စာကိုကိုကသဘောမကျဘူးဒီကိုကြိုက်တဲ့ name လေးပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ sheet 1နေရာမှာ right click လေးတစ်ချက်နှိပ်ပြီးတော့ rename ဆိုတဲ့နေရာမှာကိုကြိုက်တယ်လို့ပြင်လို့ရပါတယ်ပြီးတော့ဒီနေရာမှာlesson လို့ထည့်လိုက်မယ်ပေါ့နော် lesson 1လို့ထည့်လိုက်မယ်ဒါဆိုရင် sheet 2မှာလည်း lesson 2လို့ပြင်လို့ရတယ်ပေါ့နော်ကိုကြိုက်တယ်လို့ကိုကြိုက်တဲ့စာလေးကိုရေးလို့ရပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ပြကဒီမှာဆိုမြင်နေရတာကဒီ Excel ရဲ့ဒီစာရွက်တွေပေါ့နော်ဒါမဆုံးမရှိတဲ့ infinity worksheet ကိုအများကြီးမြင်နေရတာပေါ့ပြမဟုတ်ဘူးတွေ့ရချင်းစီခွဲပြီးတော့မြင်ကျင်တယ်ပေါ့နော်တွေ့ချင်းစီခွဲပြီးတော့မြင်ကျင်တယ်ဆိုလို့ရှိရင်ဒီဘက်နားမှာရှိတဲ့ပုံစံလေးတွေပေါ့နော်ဒီ quad ကလေးတွေရှိပါတယ်၃မျိုးရှိပါတယ်ဒီမှာဆိုလို့ရှိရင် page layout page preview normal ပေါ့ဒါက normal တွေကိုဝင်ထားလို့ပေါ့နော်အကယ်၍ page layout ထဲကိုဝင်လာရင်စာရွက်ကလေးတွေကိုတရွက်ချင်းစီပြပေးမှာပေါ့နော်ဒီလိုလေးတွေပြပေးမှာပေါ့တရွက်ချင်းစီပြပေးမယ်ပြီးရင်ထိပ်စီးမှာ header အောက်မှာ footer ဆိုပြီးတော့ရှိရပေါ့နော်စာရွက်တရွက်ရဲ့အောက်ဆုံးလေးမှာ footer ဆိုပြီးတော့ရှိတယ်ပေါ့ဒီမှာကိုကြိုက်တဲ့စာလေးကိုရိုက်ထားလို့ရတယ်ပေါ့နော်ပြည့်ရဲ့ page နာမည်လေးကိုကြော်ညာခြင်းတဲ့အခါမှာ computer knowledge sharing လို့ရိုက်လိုက်မယ်ပေါ့နော်ပြီးရင်အနာလေးတစ်ချက်ထားလိုက်ပြီထွက်လိုက်ပြီပေါ့နော်ထွက်လိုက်ပြီဒါဆိုရင်ဒါ footer တက်လိုက်ပြီပေါ့ header မှာလည်းပဲဒီနေ့က lesson ပေါ့ lesson 1လို့ပဲထားလိုက်မယ်ပေါ့နော်ဒီလိုလေး header လေးတက်ထားတယ်ပေါ့နော်okay lesson 1ဆိုတာကို header တက်ထားတယ်ပြီးရင် footer မှာက page နံပါတ်တက်ထားတယ်ပေါ့နော်နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒီဘက်စာရွက်ကိုကူးလိုက်ရင်လည်းဒီမှာ lesson 1ဆိုတာလေးတက်ပြီးသားလေးရှိရပေါ့နော်အောက်ကတခြားစာရွက်မှာလည်းအောက်နားလေးမှာဆိုလို့ရှိရင်သူ့ရဲ့ဒီ footer တွေပေါ့နော် footer မှာဆိုလို့ရှိရင်လည်းဒီ computer knowledge sharing ဆိုတာလေးဝင်နေတာပေါ့နော်ထင်သာမြင်သာပို့ရှိအောင်လို့စာရွက်ကလေးကိုချုပ်ပြမယ်ပေါ့နော်ဒီမှာဆိုရင်စာရွက်ကိုလည်းတရွက်ချင်းစီပြပေးထားတဲ့အပြင်ကိုဒီဘက်တရွက်မှာ header နဲ့ footer ရေးလိုက်အောင်နဲ့ကျန်တဲ့စာရွက်တွေအကုန်လုံးမှာလည်း header footer တွေဝင်နေတာပေါ့နော်ဒါတော့နှိပ်လိုက်တယ်မှဝင်တာပေါ့နော်ဘယ်စာရွက်မှာပဲဖြစ်ဖြစ်ဒီလိုလေးတွေဝင်နေတာကိုကဒီစာရွက်မှာတစ်ခါလေးတက်ထားလိုက်အောင်နဲ့ကျန်တဲ့စာရွက်ဒီမှာလည်းအကုန်လုံး header footer တက်ပြီးသားဖြစ်တယ်ပြီးလို့ရှိရင်စာရွက်တရွက်ချင်းစီလည်းမြင်နေတယ်ဆိုရင်တော့ဒီ page layout လေးကိုရွေးပေးရမှာပေါ့နော်အခုပြောပြနေတာတော့ရှိနေပြီးတဲ့နည်းလေးတွေပြောပြပြီးသွားပြီပြင်စာရွက်တရွက်ချင်းစီခွက်ထွက်တဲ့နည်းလေးတွေပြောပြပြီးပြီပြီးလို့ရှိရင် header footer တက်တဲ့နည်းလေးကိုလည်းပြောပြပြီးပေါ့နော်ဒီ header footer တက်တဲ့နေရာမှာလည်းဒီမှာ design ဆိုတာလေးရှိသေးတယ်ပေါ့နော် design နေရာမှာလည်းကိုကြိုက်တယ်လို့မျိုးပြင်ဆင်လို့ရတာပေါ့နော်ကိုကဒီ go to footer header ဆိုလို့ရှိရင်လည်း go to header ပေါ့နော်ဒီမှာဆိုရှင်လည်းကိုကြိုက်တဲ့စာကိုတွားပြီးတော့မှရိုက်လို့ရတယ်ပြီးလို့ရှိရင်အကြောင်းနဲ့ color တွေကိုတော့ဒီ home key ထဲမှာလာပြီးတော့ပြင်ပေါ့နော်ကိုကြိုက်တဲ့ပုံစံဒါလေးပြကြလို့ရှိရင်နောက်တစ်ခုဗာလေးပြပြချင်လဲဆိုရင်မြင်ဝင်လေးနည်းနည်းပြန်ချက်လိုက်မယ်နော် okay ဗာလေးပြပြချင်လဲဆိုတော့ဒီလိုဘေးလေးတွေမှာပေါ့နော်ဒီမှာဆိုရင် the ruler ဒီမှာဒါဆိုရင်ဒါလက်မပေတန်းပေါ့နော်ဒါတစ်လက်မရှိတဲ့ruler လေးတွေပြနေပါတော့ဘယ်ကိုက centimeter ပြောင်းနေတယ်ဆိုရင်လည်းပြောင်းလို့ရပါတယ် inches ပြောင်းနေတယ်ဆိုတော့ပြရတော့ inches ကိုရွေးထားလို့ဒီလိုပြတာပေါ့နော်ဒါလေးကိုဘယ်ကပြောင်းရလဲဆိုရင်ဒီ file ထဲမှာရှိတဲ့ options ကိုသွားရပါတယ်ပြီးလို့ရှိရင်တော့ဒီက advanced တွေကိုဝင်ပြီးလို့ရှိရင်ဒီကနေပြီးတော့နည်းနည်းလေးအောက်ကိုဆင်းလိုက်ရင်အောက်မှာ display ဆိုတာလေးရှိပါတယ် display မှာ ruler unit ဆိုတာရှိပါတယ်ruler unit မှာကိုက default unit ပေါ့နော် inch လား centimeter လား millimeter လားကိုကြိုက်တော့ပြင်လို့ရပါဒီက inches ကိုရွေးထားတာပေါ့နော် inch ကိုရွေးထားတာဖြစ်တဲ့အတွက် okay ပေးထားတဲ့အတွက်သူကဒီပေါ်မှာ ruler ကိုဒီ inches နဲ့ပြပေးနေတာဖြစ်ပါတယ်
ပြီးရင်ပြေးကိုရိုက်ထားတဲ့စာကတော့ဒါပြဿနာမရှိဘူးဒီစာရက်တစ်ရွက်ထဲမှာပဲဝင်တယ်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်ပြစာဆက်ရိုက်တယ်ပေါ့ငါဆက်ပြီးတော့ရိုက်တယ်ပြီးလို့ရှိရင်ဒီဘက်ကိုစာ copy ကိုသွားဒီလိုမျိုးပေါ့ဒီဒါကတော့ဆော့ဆော့ normal view နဲ့ပြန်ပြပါစာကိုဒီဥစ္စာ2ရွက်ရှိရလို့မတွေးဘဲနဲ့ဒါဆိုရင်ဒီမြင်းအဆက်ကလေးပြထားတဲ့ဥစ္စာဆိုရင်ဒါ print ထုတ်တဲ့ခါကြလို့ရှိရင်သူကဒီနားထိပဲပါမှာပေါ့နော်ဒီဘက်ကစာရေးပါလာမှာမဟုတ်ဘူးကိုကဒီစာကိုလည်းဒီဘက်ထဲကိုဝင်ချင်တယ်ပေါ့အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲစလုံးဖောင်ပြန်သေးမလားစလုံးဖောင်ပြန်သေးမယ်ပြီးလို့ရှိရင်ဒီစာကိုလည်းဖောင်ကြည့်ပြမယ်ပေါ့နော်အဲ့ဒါဆိုပို့ပြီးတော့အဆင်ပြေမှာထင်တယ်ဒါကိုဖောင်ကြည့်လိုက်မယ်ပြီးရင်ဒီကွက်ကိုဒီဘက်ကိုဆွဲလိုက်ဒါဆိုရင်စာကဒီလိုစာရွက်တစ်ရွက်ထဲမှာလည်းမဆန့်ဘူးဖြစ်နေတာပေါ့နော် footer and print area ဆိုတာကနောက်တစ်ရွက်ထဲကိုဝင်နေတယ်ပေါ့နော်နောက်ထပ်စာရွက်တစ်ရွက်ထဲကိုဝင်နေတယ်ဒီလိုသိတာဒီလိုကြည့်လိုက်ရင်ပို့ပြီးတော့မှသိတာဒီလိုဖြစ်နေတာပေါ့နော် print ထုတ်တဲ့အခါကျရင် print preview ကြည့်လိုက်လို့ရှိရင်ဝက်ပဲပါတယ်ပေါ့နော်အပြည့်မပါတော့ print preview ဘယ်လိုကြည့်လဲဆိုလို့ရှိရင် control နဲ့ p နဲ့ကိုနှုတ်ပြီးတော့ကြည့်လို့ရတယ်လို့ဒီ print area ပေါ့နော်ဒီ page set ကနေပြီးတော့လဲ print area ပြီးတော့လဲကြည့်လို့ရပါတယ်ပြီးလို့ရှိရင်ဒီမှာကိုကဒီလိုဖြစ်နေတာအဲ့လိုဖြစ်ချင်ဘူးတစ်ဆက်တည်းပဲလိုချင်တယ်ဆိုရင်အချင်းချုံလေးလုပ်ပြရမှာပေါ့နော်နည်းနည်းလေးကိုယ့်ရဲ့စာလေးကိုနည်းနည်းလေးခြုံလိုက်မယ်ဒါဆိုနည်းနည်းလေးဝင်လာတယ်ပေါ့နော်ဒါတော်တော်ကြီးဒါဝင်လာတဲ့ပုံစံမှာရှိနည်းနည်းလေးပြန်ချဲလိုက်မယ်ဒီလောက်ဆိုရင်ဒါဆိုဝင်သွားပြီပေါ့နော်ဒီလေးကိုဝင်သွားပြီဒါဆိုရင် print ထုတ်တဲ့ခါကြာလို့ရှိရင်လည်း print preview ပြန်ကြည့်လိုက်ရင်header လေးရယ် footer လေးရယ်ပြီးရင်သူ့ရဲ့ခေါင်းစဉ် title လေးတွေရယ်ပြန်ပြီးတော့မှအပြည့်ပါလိုက်ပေါ့နော်ဒါဆိုရင် print ထုတ်ရတာအဆင်ပြေဘူးကိုကအကယ်၍ဒီလိုမျိုးပေါ့ဒီလိုအဆက် dotted line လေးတွေကိုနဲ့ကိုယ့်ရဲ့စာရွက်ကိုအမှတ်သားလုပ်ထားခြင်းလဲဆိုဘယ်လိုလုပ်မလဲဆိုတော့ကိုထုတ်မှစာရွက်တစ်ရွက်ပေါ့ကိုထုတ်မှစာရွက်တစ်ရွက်ကိုဒီမှာဆက်လက်ပေးရမှာပေါ့နော်ဆက်လက်ပေးပြီးရင် page set ထဲမှာရှိတဲ့ print area ဆိုတဲ့နေရာမှာ sub print area ဆိုတာပေးထားလို့ရှိရင်သူကဒီစာရွက်တစ်ရွက်စာကိုဖြတ်ပေးမှာပေါ့နော် auto တစ်ရွက်စာအကယ်ကိုစာရွက်ကြော်နေတယ်ဆိုတော့ကြော်နေတယ်ဆိုတဲ့အကြောင်းကိုပြပေးမှာပေါ့နော်ဒါကတော့ဒီနေ့မှာပြပေးရဲ sheet name လေးတွေထည့်တဲ့နည်းရယ် header and footer ထည့်တဲ့နည်းလေးရယ်ပြီးလို့ရှိရင် print area သတ်မှတ်တဲ့နည်းလေးကိုဒီနေ့မှာ sharing လုပ်ပေးထားဖြစ်ပါတယ်နောက်နေ့ဒီမှာလည်းဒီထက်ပိုကောင်းတဲ့နည်းပညာပို့တူတာလေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်